လက်ထောင်းနဲ့ပြုပြင်ခြင်းကိုဝါသနာပါတဲ့ညီကိုများအတွက်ပြုပြင်ခြင်းကိုမျှဝေလိုက်ပါတယ်เนาะဒါကတော့ကိုရီးယားပေါင်းဦးဖြစ်ပါတယ်ကိုရီးယားပေါင်းဦးမှာကိုရီးယားပေါင်းတန်လိုက်လို့လည်းခေါ်ကြတာပေါ့နော်တန်လိုက်ဦးလို့လည်းခေါ်တယ်သူကစင်သားတွေတော်တော်များတယ်ပေါ့နော်စင်သားတွေလည်းများတယ်သူ့ရဲ့ပြစ်ချက်ကတော့ပါလဲဆိုတာနောက်ဆုံးမှလဲဖယ်ထားတာလေးကိုပုံလေးနဲ့ပြပေးထားတယ်ပေါ့နော်ဒါကကိုရီးယားပေါင်းဦးလေးဖြစ်တယ်အနောက်သားပေါ့နော်သူအတွင်းသားဒါတော့ကျွန်တော်ပြုပြင်ဖို့တိုင်းတာစစ်ဆေးနေတော့ပေါ့နော်မီးပြတ်သွားတော့ပြန်စောင့်နေတာပါဟိုမီးပြန်လာတော့ပြန်ပြီးတော့မီးပြန်လာမှပြန်ပြီးတော့ပြန်ကင်ရတာပါနော်ပြန်ကင်ဒါသူ့ရဲ့ဖင်ပိုင်းပေါ့နော်ဖင်ပိုင်းထဲမှာပါဝင်တာလေးတွေကိုတပ်ပုံရိုက်ထားတာပေါ့နော်ဒါသူ့ရဲ့အတွင်းအိုးချက်ပြုတ်တဲ့အိုးပေါ့နော်ဒီကောင်ထမင်းနဲ့ဆိုရင်ဒီကောင်နှလုံးတော့ပဲဆိုချက်လို့ရနှလုံးတော့ပဲချက်လို့ရမှာပေါ့နော်ဒါမဲ့သူအစုံသုံးတာပေါ့သူကတော့ဒါမှစင်သားတော့တော်တော်များတယ်ကိုရီးယားစာရီနဲ့ကိုရီးယားစာရီနဲ့ဟုတ်လားသူ့ရဲ့ပြစ်ချက်ကတော့သူကဘာဖြစ်တာလဲဆိုလို့ရှိရင်indicator မီးတော့ပြတယ် indicator မီးပြတယ်အတန်မလာတော့ဘူးပေါ့နော်သူကပါဝါထိုးလိုက်ရင်ကိုရီးယားအတန်လေးထွက်တယ်ပေါ့နော်သူအတန်မလာတော့ indicator မီးကတော့သူကမီးကတော့ပြတယ် digital မီးကတော့ပြတယ်အတန်မလာဘူးမပူဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်တိုင်းတာစစ်ဆေးကြည့်တဲ့ချိန်မှာသူကဘာဖြစ်လဲဆိုတော့ verifier ရဲ့ FVD တစ်လုံးရယ် fuse ရယ် capacitor ရယ်ပေါ့နော်အဲ့ဒါမကောင်းတာကိုတွေ့တယ်ပေါ့နော်အဲ့ဒါရုပ်ဖြုတ်လဲပြီးတဲ့အခါမှာကျွန်တော်တို့စမ်းတက်တယ်ပေါ့နော်အိုးပူမပူကောင်းမကောင်းစမ်းတက်တဲ့ချိန်မှာတော့ကိုရီးယားလိုမျိုးတွေရေးထားတာပေါ့နော်စာတော့ကိုရီးယားလိုပဲရေးတာကျွန်တော်ကိုရီးယားစာမဖတ်တတ်ဘူးမဖတ်တတ်တဲ့ခါကျတော့အခုလို translate လေးနဲ့ပေါ့နော်ဘယ်ကောင်လေးဘယ်ကလေးနှိပ်ကြမယ်ဆိုတာပြောနော် translate လေးနဲ့စမ်းကြည့်တဲ့ချိန်မှာမှအခုစမ်းတက်တာပေါ့နော်စမ်းတက်တဲ့ချိန်မှာနိုးလာတယ်ပြီးရင်ကိုရီးယားအတန်လေးတွေနဲ့ပေါ့နော်ဘာပြောလဲတော့မသိဆိုတော့ခါကျတော့ပြင်ဆင်မှုကတော့ကျွန်တော်တို့အောင်မြင်တယ်လို့ပြောရမှာပါနော်ကိုရီးယားအိုလီပြင်ဆင်မှုအောင်မြင်သွားတယ်ပေါ့နော်အောင်မြင်သွားတဲ့ချိန်မှာဒီကောင်ကဘာဒီအဓိကလဲဖယ်လိုက်ရတယ်ဆိုတာကိုကျွန်တော်ဒါမှပုံလေးနဲ့ပြထားပါတယ်အဲ့ဒါလေး capacitor တစ်လုံးရယ် FE တစ်လုံးရယ် fuse ရယ် verifier တစ်လုံးရယ်လဲလိုက်ရပါတယ်လို့နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ခင်ဗျာ